အားလုံးပဲမင်္ဂလာပါနော်ဆရာကတော့လက္ခဏာနဲ့ဗေဒီနက်ခတ်ဗေဒီကေဗီနက်ခတ်ဗေဒီပညာရှင်ဆရာကုလူကြီးပဲဖြစ်ပါတယ်ဆရာဒီနေ့ပေါ့နော်ဒီလက္ခဏာတွေတန်ကြွတတိတွေလက္ခဏာတွေကိုဆရာဘာကြောင့်တန်ကြွတတိဖြစ်တာလဲနော်ဘယ်လိုလက္ခဏာတွေကတန်ကြွတတိဖြစ်စေသလဲပေါ့နော်ဒါလေးတွေကိုလက္ခဏာလေးနဲ့သုံးသပ်ပြီးတော့ဆရာတင်ပြလာတာပေါ့နော်အဲ့တော့ဒီတင်ပြချက်လေးတွေမှာပညာရအောင်ဆရာပြောပြတာပေါ့နော်မိမိရဲ့လက္ခဏာမှာဒီလိုလက္ခဏာလေးတွေပါလာရင်ဒီလိုအကြောင်းအရာလေးအဖြစ်အပျက်လေးတွေဖြစ်မယ်ဆိုတာကိုကျမ်းနေရနေလို့ဆရာကကျမ်းနေတဲ့တိုက်ဆိုင်ပြီးတော့ဆရာကဒီသိစစ်လုပ်ပြီးနေတာပေါ့နော်အားလုံးကိုလေ့လာရအောင်ဆရာပြပြပေးနေတာပေါ့ဒီနေ့ပြပြချင်တာကဆရာတို့ဒီပေါ့နော်တန်းကျက်သတိနော်တကယ်ကဘာကျော် heavyweight နော်လက်ဝှေ့ချန်ပီယံကြီးမိုက်တိုက်ဆန်ပေါ့နော်ဒီတန်း400လောက်သူကချမ်းသာခဲ့တယ်ချမ်းသာပြီးတော့မှပြန်လဲပြီးတော့မှသူကဒီဆုံးရှုံးခဲ့တာပေါ့သူရဲ့ချီးတဲ့ဥစ္စာတွေဘယ်လိုဆုံးရှုံးသွားသလဲနော်သူထောင်ချခဲ့တယ်နော်သူကမရိမှုနဲ့ပထမဆုံးသူသက်20လောက်မှသူကအရန်သူကချမ်းသာသွားတယ်သူကဒီတမ်နီမိုက်ဆိုပြီးတော့သူကပထမဆုံးချီပါပဲသူကထိုးတာသူရဲ့ပြန်ဘက်တွေကိုပထမချီပါပဲထိုးပြီးတော့နိုင်ယူခဲ့တာเนาะအလဲထိုးနဲ့ပဲနိုင်အလဲထိုးပြီးရင်ပေါ့เนาะတမ်နီမိုက်ဆိုပြီးတော့နာမည်ကြီးခဲ့တာเนาะကြီးခဲ့ပြီဆရာတို့ငယ်တော့ဆိုရန်သဘောကျခဲ့တာပေါ့เนาะသူပွဲတွေလည်းဆရာတို့ကကြီးခဲ့ဘူးလေငယ်စဉ်ကာလတော့เนาะဆရာတို့ဒီတိတ်ကိုကြီးလို့ကောင်းတဲ့ပွဲတွေပေါ့เนาะသူပွဲရဆိုရှင်ရန်ကြမ်းတမ်းနေပေါ့เนาะအဲ့တော့သူကအသက်20လောက်ကလေးကသူကကမ္ဘာ heavyweight အငယ်ဆုံးကမ္ဘာ heavyweight လက်ဝှေ့ချန်ပီယံပေါ့เนาะဖြစ်ခဲ့တယ်เนาะဖြစ်ခဲ့ပြီးတော့မှသူကတပွဲကိုတန်း30လောက်ရတယ်နော်ဒီဒေါ်လာတန်း30လောက်ရတယ်နေတော့မနေတော့ပတ်စံမို့သူကရမ်းချမ်းသာသွားတာပေါ့နော်တက်20လောက်နဲ့ချမ်းသာအောင်လေသူကငယ်ငယ်တာလည်းပါတယ်နော်သူမိဘအတန်ဝိုင်းပေါ့နော်အဲ့ဒါကြီးလည်းသူကဒီငယ်စီကာလကလေးကသူကဒီလမ်းဘေးမှာကြီးပြင်းခဲ့ရတာပေါ့နော်နည်းနည်းစင်းကြီးပြင်းခဲ့တဲ့အခါကျတော့ငွေကြီးတွေဝုန်းနေတိုင်းကနေသူရခဲ့တဲ့အခါကျတော့မထိသိနိုင်ဘူးမထိသိတဲ့အခါကျတော့သူကသူ့ပတ်စံတွေကိုသုံးဖြုံးပြစ်တယ်နော်ဟွာဘယ်လိုနေရာမှာသုံးဖြုံးလဲဆိုရင်ဇင်ခံကားကြီးဝယ်တယ်နော်ဟွာကြီးတွေနန်းတော်ကြီးလိုအိမ်တွေစောက်တယ်ရေကွမ်းကြီးနဲ့နော်ကြားကြီးလည်းမွေးရတယ်ဆိုတော့တွေ့ရတယ်နော်သူကအဲ့လိုမျိုးနောက်ဆုံးနေ့ night club တွေတက်တယ်နော်ကောင်မလေးနဲ့ပျော်ပါတယ်အဲ့လိုမျိုးပေါ့သူကအဲ့လိုမျိုးနေခဲ့တာနော်အဲ့လိုမျိုးသူရှိတဲ့ပတ်စံတွေကိုသူဘေးနာအပေါင်းအသင်းတွေလည်းမကောင်းတာပါတော့ပေါ့နော်သူဝိုင်းပြီးမြောက်ပြင်ပြီးတော့မှလောက်ကားတဲ့အခါကျတော့သူကအရန်နေအောက်ခြေလွတ်သွားတာပေါ့စီးတွေသုံးမှာဖြစ်မှာပေါ့နော်အဲ့ဒီသုံးတော့လည်းသူဘယ်လိုဖြစ်နောက်ကြစီတက်25လောက်မှာပြဿနာတက်ပေါ့နော်ကောင်မလေးကြောက်ကိုသူကမရင်းချင်းလိုက်မိတာမရင်းချင်းတယ်ပေါ့နော်အဲ့ဒါလည်းဆရာသူလက္ခဏာတွေမှာဘာကြောင့်မရင်းချင်းလဲဆိုရဟာလည်းဆရာရှင်းပြမယ်နော်အကုန်ပါတယ်နော်သူလက္ခဏာကတကယ့်ကိုဒီလမ်းပြမြေပုံကြီးပေါ့သူ့ဘဝရဲ့လမ်းပြမြေပုံကြီးကိုဆရာတို့တွေ့ရတယ်လို့ဆရာတွေ့ရမယ်နော်ဆရာရှင်းပြသူလက္ခဏာတအားရှင်းတယ်နော်အဲ့တော့ဘာကြောင့်သူကမရင်းချင်းနဲ့လည်းဒီဥပဒေသားနဲ့လက္ခဏာပေလက္ခဏာပေလက္ခဏာရဲ့ဥပဒေသားနဲ့ကိုက်ညီတယ်နော်အဲ့တော့ထောင်ကြတယ်အဲ့ကောင်မလေးကတရားဆိုထောင်ကြတာလဲသူအဲ့မှာဘာကြောင့်ထောင်ကြလဲဆိုရင်လက္ခဏာကြီးကွက်တီပဲနော်သူ့အသက်အရွယ်ပိုင်းခြားကြီးထောင်ကြတယ်သူနှစ်ကြိမ်ထောင်ကြရမယ်လို့လက္ခဏာကနှစ်ကြိမ်ထောင်ကြတယ်နော်ပထမ25နှစ်မှာတစ်ခါထောင်ကြတယ်နောက်1999အသက်33နှစ်လောက်မှာတစ်ခါထောင်ကြတယ်သူအဲ့လိုမျိုးနှစ်ခါထောင်ကြတာနော်ပထမတစ်ကြိမ်ထောင်ကြပြီးတော့မှသူကငွေကြီးတွေသူကတော်တော်လေးကိုဆုံးရှုံးသွားတယ်ဒါအဲ့မှာသူကထိန်းသိမ်းခံရတယ်ပေါ့နော်အဲ့တော့ကပြန်ထွက်လာတော့လည်းအဲ့လိုပဲသူတောင်းချမ်းတာတောင်းချမ်းပြီးတော့တစ်ခါ69လောက်မှာသူရဲတွေရာရှိပဲပြန်လက်သီးတူမှထိုးထက်ပြီးတော့ကားတိုက်မှုကိုသူကအဖမ်းမခံဘဲထွက်ပြေးနေတဲ့ခါ69မှာတစ်ခါထပ်အဖမ်းခံအဲ့နောက်ပိုင်းကျတော့သူကလုံးဝကြာသွားတယ်ပေါ့နော်33နောက်ပိုင်းကြာသွားပြီးတော့မှနောက်ထောင်းပြန်လွတ်တဲ့အခါကျတော့သူကစီးစိမ်ကြီးကြာဆင်းသွားတယ်ပေါ့နော်အမှသူ့ရဲ့အသက်39 38လောက်ပေါ့အဲ့လောက်အရွယ်လောက်ကျတော့သူကဒီအကျွေးတွေမစနိုင်တော့ပါဘူးဆိုပြီးကြေညာလိုက်ရတယ်နော်သူကခုန်နေလည်းမဆောင်အောင်သူ့ဘုံငွေခုန်နေလည်းမဆောင်တော့နောက်အကျွေးဒေါ်လာ40လောက်အကျွေးတင်တဲ့ဟာလည်းသူမဆောင်နိုင်မစနိုင်တော့အဲ့လိုမျိုးကြေညာပြီးတော့မှသူကအခက်အခဲတွေကြုံတွေ့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်အခုတည်း50ကျော်ပေါ့သူကူလောက်ဆိုရှိရင်59ပေါ့နော်59လောက်သူက1966မွေးတာဆိုတော့အဲတောင်း50ကျော်လောက်မှာ59လောက်မှာသူကပြန်ပြီးတော့မှသူ့ဘဝသူပြန်ပြီးတော့တီးထောင်နေတာပေါ့နော်သူတက်လည်းနည်းနည်းရသွားတဲ့ခါကျတော့သူသတိတောင်ဝင်ကအရာဆိုနည်းနည်းလေးစင်ကျင်ပြီးတော့မှသူပတ်စံရအရာကြောင့်နေလောက်တယ်ခုလိုလောက်ရတော့မှဟိုပါလေဒီဆရာတို့ YouTuber တယောက်လေဟိုဘာသူလဲ YouTuber ချိန်ပေါ်နဲ့သူက YouTuber ချိန်ပေါ်နဲ့သူကခိုးလိုက်သေးတယ်ဟိုတလောကတော့မှသူအသက်50ကျော်ကြီးနဲ့သူထိုးတဲ့ဟာကြီးပြရတယ်နော်ထိုးပြီးတော့သူပတ်စံရှာတာပေါ့အမှန်တော့သူအခုနောက်ပိုင်းမှာရုပ်ရှင်စီးရီးတွေလည်းသူလုပ်ထားတယ်ရုပ်ရှင်ဒါတွေလည်းတော့အင်တာဗျူးဖြေတာတွေသူ့ရဲ့ဒီ brand တွေထုတ်တာတွေရှိတယ်နော်အဲ့ဒါတွေနဲ့သူပတ်စံတွေပြန်ပြီးတော့လဲပတ်လာပြီးတော့သူကသူ့ဘဝကိုသူအေးစီးလေးတက်မှတ်လာနိုင်ပြီပေါ့နော်အဲ့ဒါလေးလက္ခဏာမှာပြန်ပါတယ်ပေါ့အဲ့ဒါလေးကိုဆရာက
သူ့ရဲ့လက္ခဏာလေးနဲ့ရှင်းပြနေတာပေါ့နော်တိုက်ပြီးတော့မှသူကသူ့လက္ခဏာမှာထောင်ချမဲ့မှတ်သားဒီသက်ရွယ်ထောင်ချမဲ့မှတ်သားပါပြီးထောင်ကြတယ်နော်ဒီ39နှစ်ရွယ်မှာငွေကြေးရှိမှခွဲမှုတက်တဲ့ကြောင့်39 38လောက်မှာငွေကြေးခွာချပြီးတော့သူကကျင်းကြတယ်သူကလုံးဝမဆန့်နိုင်တော့ပါဘူးဆိုပြီးတော့ဒီအဆိုးအဆုံးစီးပွားရေးနော်အကျွေးတင်သွားတဲ့အကြောင်းကျင်းကြပြီးတော့သူကပြန်ပြီးတော့မှတက်မှတ်ကြတယ်နော်အဲ့ဒါတွေပေါ့နော်အဲ့လိုဟာတွေနောက်တော့သူဘာကြောင့်မရင်းချင်းရတယ်မရင်းချင်းတဲ့လက္ခဏာတွေသူ့မှာလည်းပါတယ်နော်အဲ့လိုမရင်းချင်းအောင်သူစိတ်ကိုသူမထိန်နိုင်တဲ့အားတွေနော်နောက်ပြီးတော့ဒီဘာကြောင့်နော်ဒီတိုက်ခိုက်ရေးမှာဘာကြောင့်တော်ပြီးတော့မှဘာကြောင့်ဟောပေါ့နော်သူကဒီ heavy champion ဖြစ်တယ်လေပေါ့အဲ့ဒါကြီးလည်းအကုန်ပါတယ်ပေါ့နော်အဲ့ဒါသူ့လက္ခဏာလေးကသူ့ရဲ့ဘဝဇာတ်ကြောင်းကိုအကုန်ဒီမြေပုံကားချက်ကိုကြည့်ရတယ်လို့ဆရာတို့ကြည့်ရမယ်ပေါ့နော်ဆရာတို့သွားပြီးကြည့်လိုက်ကြအောင်နော်ဒါဆရာတို့ရဲ့ဇာတ်လိုက်ကြော်ကြီးတာမဏိမိုက်ကမိုက်တိုက်ဆန်ပေါ့နော်မိုက်တိုက်ဆန်ရဲ့လက္ခဏာကြီးပေါ့သူ့လက္ခဏာကြီးမှာဆရာတို့ဒီသူ့ရဲ့ဘဝဇာတ်ကြောင်းဆရာရှိကပြောပြပြီးပါပြီနော်ဘာကြောင့်ဒီလိုမျိုးကြော်ကြားပြီးတော့ဘာကြောင့်ဒီကမ္ဘာ heavy champion ဖြစ်လာတယ်နောက်ပြီးတော့ဒီသူကတန်းကျွတ်တတိဖြစ်ပြီးတော့မှအရန်ချမ်းသာလာတယ်ပြီးတော့မှသူကထောင်းနေပါလေကြာပြီးတော့မှသူ့ဘဝသူမထိသိနိုင်မဲနဲ့ဝင်ဝေးနော်ဒီအကျွေးတွေမဆက်နိုင်တော့ဘဲနဲ့သူကကြီးညာလိုက်ရတယ်ဒီဝါလီခံတဲ့ပုံစံမျိုးကြီးညာလိုက်ရတယ်ကြီးညာပြီးတော့မှတခါသူ့ဘဝသူပြန်လဲထူထောင်ပြီးတော့မှအသက်50ရွယ်မှာ50ကျော်လောက်မှပြန်ပြီးတက်မှတ်လာနိုင်တယ်ပေါ့နော်အဲ့ဒါလေးကိုဆရာတို့ရှင်းပြနေတာပေါ့နော်အဲ့တော့ဆရာတို့ကြည့်အောင်နော်ဆရာတို့ဒီမဲ့သူ့ရဲ့အသက်အရွယ်ပေါ့နော်ဒီဘာကြောင့်သူဟာဟာပေါ့နော်ဒီလက်ဝဲအားကစားနဲ့သူကကြော်ကြားတာလဲပေါ့နော်ချမ်းသာတာသူကဘာကြောင့်အောင်မြင်တာလဲပေါ့အဲ့ဒါသူကမကြည့်အင်္ဂါအမလင်ဝင်အကြီးပဲနော်ပြောင်တင်းပြီးတော့ထင်ရှားနေနော်အဲ့ဒါကသူကတကယ်ကိုလဲရဲစဲရဲပေါ့တိုက်ခိုက်ကောင်းတဲ့ဟာကိုကျွန်တော်ပြတာပေါ့နော်တောင်းတိုက်ခိုက်ကောင်းတာအဲ့ဒါမျိုးတွေကိုပြသတာရှိတယ်အင်္ဂါဂျိုကုံအင်္ဂါအမပေါ့နော်တော်တော်လေးကိုပြည့်တည်ပြီးကောင်းမွန်နေတာကိုတွေ့ရတယ်နော်နောက်သူ့ရဲ့လမ်းကြောင်းတွေကလည်းတကယ်ကိုမောင်တို့ဒီထင်ရှားပြီးတော့ပြတ်သားနေတာတွေ့ရတယ်နော်အောင်မြင်လမ်းကြောင်းတွေကလည်းဆိုထင်ရှားနေတာပေါ့နော်အောင်မြင်လမ်းကြောင်းထင်ရှားနဲ့တက်လာတယ်ပေါ့အောင်မြင်လမ်းကြောင်းတွေလည်းထင်ရှားတာကိုဆက်သွားပြီးတော့တွေ့ရတယ်နော်အဲ့လိုမျိုးလေးတွေပေါ့နော်သူကဒီငယ်စဉ်ကာလမှာသူကကန်ဂျမာရာဒီတာတာဝေးဂျိုကိုဆိုလို့ရှိရင်လည်းဆက်ကြည့်လိုက်အောင်နော်ဒီကဲမိုးမောက်ပြီးတော့မှတင်းရင်းနေတယ်အဲ့ဒါမျိုးတွေ့တယ်နော်ဒီကိုเนี่ยတောက်ကြဂျိုကိုဆိုလေဒီမဲ့ဖောင်းတင်းပြီးတော့အကြီးပေါ့နော်အဲ့ဒါမျိုးဆက်သွားပြီးတော့တွေ့ရတယ်ထားပါသူအဲ့လိုမချမ်းသာတယ်သူအဲ့လိုမျိုးချမ်းသာတဲ့အခါမှာသူကဒီသူ့ရဲ့ဒီပေါ်တိုက်ခိုက်ပေါ့နော်ဒီအင်္ဂါမအဓိကအင်္ဂါမပေါ့နော်အင်္ဂါမအကျိုးဝင်ကောင်းပြီးတော့တိုက်ခိုက်နေသူကအောင်မြင်ကြော်ကြားလာတဲ့တန်းကျွတ်တဲ့ဖြစ်လာတယ်ပေါ့နော်ဒီတက်ဒီအောင်မြင်ဒီလမ်းကြောင်းကိုလည်းထင်းထင်းရှားရှားနဲ့သူတက်နေအောင်နော်ဒီဘေးကလည်းဒါလမ်းကြောင်းကိုလည်းထင်းထင်းရှားရှားတက်နေအောင်ဆိုတော့ပြီးတွေ့ရတယ်နော်အဲ့လိုမျိုးဖြစ်နေတာတွေ့ရတယ်ဒါပေမဲ့သူကအသက်20လောက်မှတကယ်ဒိတ်ဒိတ်ကျအောင်မြင်နေပေါ့နော်အောင်မြင်တဲ့သူတယောက်နော်ဒီက heavy champion ဖြစ်နေတဲ့အချိန်မှာပဲသူကဒီမဲ့ပေါ့ဆရာတွေ့တယ်4000ကွက်လေးရှိတယ်သူ့ဘဝမှာဒီမဲ့4000ကွက်လေးရှိတယ်နော်ဒီအသက်လမ်းကြောင်းနဲ့တွဲနေ4000ကွက်လေးနော်အဲ့ဒါကဘာလဲဆိုတော့ထောင်ကြခြင်းလက္ခဏာနော်ဒီ4000ကွက်လေးကနော်နှစ်ကွက်တောင်ပါနော်သူမှာထောင်ကြခြင်းလက္ခဏာကနှစ်ကွက်တောင်ပါနော်အဲ့နှစ်ကွက်ကဒီမဲ့ဒီ4000ကွက်လေးပေါ့ဒီနှစ်ကွက်အဲ့ဒါကသူအသက်25နေပြီးတော့33လောက်ထိပေါ့နော်သူကအဲ့မှာသူကပြက်ကက်ဖြစ်တာပေါ့နော်ပြက်ကက်ဖြစ်တာကြာဆင်းတာပေါ့နော်ထောင်ကြတာထောင်ကြပြီးမှသူကထောင်ထွက်လာတော့လည်းတခါအဲ့မှာဒီလမ်းကြောင်းဆိုရှင်ဆရာတို့မှကြည့်နော်တကယ်ကိုနော်ဖြတ်ထားတဲ့လမ်းကြောင်းပေါ့နော်တကယ်ထင်ရှားရှားဒီမှာဖြတ်ထားတာပေါ့နော်ဒါကဂမ်ဘီယာကျက်စီလို့ထင်ရတာရှိတယ်နော်ဒီမှာဂမ်ဘီယာကျက်စီလို့ထင်ရတာရှိတယ်ဒါမဟုတ်ဘူးဒါကအဖြတ်လမ်းကြောင်းပဲနော်ဒီမှာဒီဖြတ်ထားတာနှစ်ခုရှိတယ်ဒီမှာပြန်ဆက်ထားတယ်နော်အဲ့လိုမျိုးလေးသွားတွေ့ရတယ်ဒါသိထားမယ်လက္ခဏာပဲနော်သူကဒီအောင်မြေကိုလုံးဝနောက်ဆက်လိုက်တဲ့ဟာမျိုးနော်ဒီအောင်မြေတိုးတက်အောင်မြေလမ်းကြောင်းတိုးတက်လာတဲ့ဟာကိုသူကဖြတ်တားလိုက်တာပေါ့နော်နှစ်ချောင်းဖြတ်တားလိုက်တာနော်ဖြတ်တားရဲ့သူ့ဘဝမှာအမှကန်ဆုံးမောင်ကြတာနော်အဲ့လိုကြတာအဲ့မှာကြပြီးတော့မှသူကဒီဒါဆိုကမြဲချက်ရှင်မို့တော့သူအောင်မြင်လမ်းကြောင်းဒီမှာအောင်မြင်လမ်းကြောင်းထောက်တက်နေတဲ့ဟာကိုဒီမှာအောင်မြင်လမ်းကြောင်းထောက်တက်နေတဲ့ဟာနော်အဲ့ဒါဖြတ်ထားတာနော်ဖြတ်ထားတာနော်ဒါအောင်လည်းဖြတ်ထားတာအဲ့လိုဖြတ်ထားတာအသက်25 33အတွင်းမှာသူကဒီအသက်လမ်းကြောင်းမှာလည်းကွက်တိကြတာပေါ့နော်အဲ့မှာသူကဒုက္ခရောက်တာပေါ့နော်အဲ့မှာဒုက္ခရောက်တာဖြစ်တယ်နော်အဲ့မှာသူကတကယ်ကိုထောင်ကြတဲ့ဟာလည်းမြင်တဲ့အတိုင်းပဲဒီမှာအကွက်လေးတွေ4000ကွက်လေးတွေအသက်လမ်းကြောင်းနဲ့ကပ်ပြီးပါဒါထောင်ကြတဲ့လက္ခဏာနော်သူအဲ့ဒါမှသူအဲ့လိုဒုက္ခရောက်တာနော်အဲ့မှာဒါတကယ်အဆုံးရှုံးခြင်းနေရာကတော့ဒီနေရာပေါ့နော်အသက်30ခွန်ဒါဒီနေရာ30ခွန်ဒီနေရာမှာသူတိုးတဲ့လမ်းကြောင်းကိုဖြတ်တာရတာပေါ့နော်အဲ့မှာသူကဒီငွေလူမွဲတင်ညာတယ်နော်သူကတကယ်ကိုဆုံးရှုံးပြီးတော့မှခက်ခဲတွေကြုံတော့မှတော်တော်လေးကိုငွေပါလာဖြစ်သွားတာပေါ့နော်နောက်သူကဘာကြောင့်မရင်းကျန်ရလဲဆိုတော့ဆရာပြောတော့အင်္ဂါနေစင်းပြီးတော့အင်္ဂါမှာတက်ချီလေးရှိတယ်နော်ဟိုဘာဆိုရာဇမကွက်လူဟာရှိတယ်နော်အဲ့ဒါပါလေသူ့စိတ်ကိုသူမထိန်နိုင်တာမျိုးနော်သူ့စိတ်ကိုလည်းနောက်ရဒီမှာစင်ကျင်လုံးလေးရဆိုလက်မရဲ့အောက်ရှင်မှာသူကအရီပြားတွေကအစင်းကြောင်းတွေအများများနေနော်တက်ချီတွေအများများနေနော်အဲ့
အဲ့ဒါကဘာလဲဆိုကိုယ့်ကိုစဉ်းဉဏ်မရှိရမျိုးเนาะစဉ်းဉဏ်မရှိရမျိုးဖြစ်တယ်နောက်တော့ကဒီအင်္ဂါနေကြတယ်เนาะအင်္ဂါအဖို့နေရနေကြတာဘာလဲဆိုတော့အင်္ဂါမကောင်းတာပေါ့အင်္ဂါမကောင်းတဲ့အင်္ဂါဘယ်လိုရှိလဲဆိုတော့သူကဘာလဲဆိုတော့အင်္ဂါအမာကြီးကောင်းလို့ဒီအင်္ဂါအမာကြီးကောင်းလို့သူကတကယ်ဒီတိုက်ခိုက်နေချမ်းသာပြီမဲ့သူအင်္ဂါအဖို့ကနေကြပြီးတော့အဲ့တော့သူကသူ့ကိုယ်သူမထိန်းသိမ်းနိုင်เนาะသူ့စိတ်ကိုသူမထိန်းနိုင်တာเนาะနောက်တော့တောက်ကြကြိုကိုကြီးကြည့်ဆောင်ပေါ့เนาะတောက်ကြကြိုကမောက်ပျောက်တင်းတယ်เนาะအဲ့ဒါတော့တဏှာရာကကြီးတာเนาะဒီအင်္ဂါလဲသူကအင်္ဂါကနေကြပြီးတော့ဒီတောက်ကြကမို့ဖောင်းနေတာကဘာကိုပြောလဲဆိုရင်သူကမင်းကလေးတွေကိုသူဖြစ်ချင်တဲ့ဆန္ဒရှိတယ်မဖြစ်အောင်လုပ်တော့အသေးစားပေါ့เนาะသူကဒီဟိုလုပ်တဲ့သဘောကိုသူကတွေ့ရအဲ့ဒါကသူကမရင်းချင်းတဲ့လူတွေလက္ခဏာပေါ့เนาะအဲ့တော့သူအမှသူထောင်ကြတာเนาะအဲ့မှာသူ့ဘဝကအခက်အခဲတွေမျိုးစုံကြုံပြီးတော့အသက်နော်39မှာသူကဒီလူမွဲကြီးညာလဲရတယ်နော်သူကတော့အကျွေးမဆန်နေတော့ပါဘူးသူကြီးညာပြီးမှနောက်တော့မှအသက်အဲ့ကကြော်ညာပြီးကြာတော့မှသူအသက်40ကျော်လောက်ပေါ့နော်40ကျော်လောက်ကနေပြီးတော့49လောက်ကနေစပြီးတော့50ကျော်လောက်မှသူပြန်ထောင်တက်တဲ့လမ်းကြောင်းလေးရှိတယ်နော်အဲ့လမ်းကြောင်းလေးကကျတော့သူ့ဘောပြန်လဲတက်မှတ်တာပေါ့နော်အမှပြန်ပြီးတော့ကြိုးစားတာပေါ့တစ်ဖန်ပြန်ကြိုးစားပြီးမှသူအခုချိန်မှာဆိုရှင်ဒီအသက်50ပေါ့နော်ဒီအသက်59ပေါ့59ဆိုရှင်ဒီမှာ60နှစ်ကတည်းကအတက်လမ်းကြောင်းလေးတွေရှိတယ်နော်အဲ့လမ်းကြောင်းလေးတွေကသူ့ဘဝကပြန်လဲတည်ငြိမ်နေတဲ့အနေအထားကိုတွေ့ရတယ်နော်အဲ့ဒါမျိုးဆိုတော့အိမ်တော်လမ်းကြောင်းကိုကြည့်မယ်ဆိုလဲဒီမှာကျုံးလို့တတာနေအများကြီးတွေ့ရအဲ့တော့သူကအိမ်တော်ကြီးလဲသူမကောင်းဘူးပေါ့နော်အိမ်တော်ကြီးလဲသူအကွဲပြဲတွေရှိမယ်နော်သူ့ဘဝမှာလို့ရှိရင်နောက်ဒီနှလုံးလမ်းကြောင်းဆိုလို့ရှိရင်လဲအပြားကြီးရနော်အပြားကြီးရဲ့သဘောနော်အပြားကြီးရဲ့သဘောကဆိုနှလုံးသားကြီးရာတွေပြဿနာများမဲ့သဘောတွေပေါ့အဲ့လိုမျိုးတွေ့ရတယ်နော်ညံသွဲတော့သူကအရန်ကြီးတော့အဆိုးကြီးတော့မဟုတ်ဘူးနော်ဒါပေမဲ့သူကအဲ့လိုမျိုးအဓိကကတော့သူ့ရဲ့ဒီဒီအင်္ဂါဂျိုကုံရဲ့တဘာဝဒီအင်္ဂါရဲ့အဖြတ်ပေါ့နော်ရာသမားကွက်လူဟာမျိုးတွေရှိတယ်နော်အဲ့ဒါအင်္ဂါရဲ့အဖြတ်ကြောင့်သူကသူ့စိတ်သူမထိန်နိုင်တဲ့ဟာမျိုးတွေနော်သူဘယ်လောက်မထိန်သိမ်းနိုင်လဲဆိုရင်ဆရာတို့ဒီholy fee နဲ့ထိုးတဲ့ပွဲတော့ဆိုနေရွက်ကိုကိုက်ဖြတ်ပြတာနော်အဲ့လိုဟာမျိုးတွေနော်သူ့စိတ်ကိုသူမထိန်နိုင်တာမျိုးနော်အဲ့လိုမျိုးတွေရှိတယ်နော်ဒါအခုအသက်အရွယ်တစ်ခုရရတဲ့အခါမှာသူ့ရဲ့ဒီအောင်မြင်လမ်းကြောင်းလေးကလည်းကုသကံလေးရဒီမှာအပေါ်မှာပြန်တက်လာတယ်နော်ဒီ39ကျော်40ကျော်လောက်ကစပြီးတော့သူပြန်ထောင်တက်လာတယ်နော်အဲ့ဒါလေးကသူ့ကိုပြန်ကယ်သွားတာပေါ့နော်အဲ့တော့သူ့ရဲ့ဒီလက္ခဏာကသူ့ဘဝစာကြောင်းကိုပြနေတယ်လို့ပဲထောင်ကြမဲ့လမ်းကြောင်းလေးလည်းပါတယ်နော်ဘဝပြတ်တဲ့လမ်းကြောင်းနော်ဒီမှာဖြတ်တဲ့လမ်းကြောင်းလေးရတယ်သူ့ရဲ့အောင်မြင်ကြီးတားပိတ်စီးလိုက်တာတွေတွေ့ရတယ်နောက်ပြန်ထောင်တက်လာတဲ့အခါမှာလည်းသူက39မှာဒုက္ခရောက်တယ်အဲ့ဒါတွေရိုင်းပြန်နောက်ဆုံးတော့50ကျော်လောက်မှာပြန်လဲပြီးတော့အောင်မြင်နေတယ်နော်အဲ့ဒါလေးကိုကျွန်တော်တို့နောက်ဒီမှာပေါ့နော်ဒီပန်ကျွန်တော်တို့ဒီမှာလဲသူစနေဘက်မှာလဲသူကွာလေးနဲ့သူတက်နေတာကြီးရှိတယ်เนาะအဲ့ဒါလေးတွေပေါ့အဲ့ဒါလေးကသူ့ကိုသူ့ရဲ့ဒီသူ့ဘဝသူပြန်လဲတက်မှတ်နေအောင်ဒါလေးတွေကွာလေးတွေရှိတယ်เนาะအဲ့ဒါလေးတွေကောင်းမွန်တဲ့လမ်းကြောင်းလေးတွေရှိတယ်ပေါ့เนาะအဲ့တော့ဘာပြီးတော့သူ့ရဲ့လက္ခဏာကိုကြည့်ရမယ်သူ့ဘဝစာကြောင်းတစ်ခုလုံးမြင်ရတယ်ဆိုတော့ဆရာတို့ဒါကိုဒီလက္ခဏာလေးကိုပြပြီးတော့မှဆရာကရှင်းပြခြင်းဖြစ်တယ်ပေါ့เนาะဒါကြောင့်လည်းပဲဝန်ဒီကုန်းချုပ်လိုက်ပါရယ်เนาะ